ကဲပါဒီနေ့တော့ငါတို့အားလုံးသိကြနေကြတဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာလေးကိုလေ့လာကြမယ်နော်မှားလိမှန်ဒီကတော့ကိုကြိုက်တယ်လို့ဆုံးဖြတ်ပါကဲဒါတော့က10 ကနဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာလေးကိုကျွန်တော်တို့စတင်ပြီးလေ့လာကြတာပေါ့နော်မနက်ခေါင်းထွက်နေဟဲ့ကဲအိုးတပည့်တဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့တခြားလူမျိုးတခြားတိုင်းတစ်ပါးရဲ့ချုပ်ကင်ချယ်လေခြင်းကိုခံနေရပါတယ်နော်ကွဲနေကြပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်းဒါပေမဲ့ကျွန်တော်ကတော့ကတ်ထဲမှာမြင်တဲ့အတိုင်းပဲပြောမှာပါနော်တူလဲတူမယ်မတူလဲမတူမြန်မာနိုင်ငံကိုအနည်းရောက်အဆင့်ရှိတဲ့နိုင်ငံအနည်းရောက်အလံရှိတဲ့နိုင်ငံမျိုးကနေပြီးတော့ချုပ်ကင်နေတာပါဘယ်နိုင်ငံနဲ့တော့ကျွန်တော်တော့မပြောလို့ပါဘူးနော်ကဲဆက်ကြည့်ကြမယ်ဗျာဟုတ်အိုးမြန်မာနိုင်ငံလောရှိမှာတော့အသေးကြီးပျက်စီးမှုတွေတအားများနေတော့မှာနော်စိတ်တော့မကောင်းပါဘူးကိုယ်နိုင်ငံတော့ကဲကျွန်တော်တို့ဆက်ကြည့်ကြတာဟုတ်တေးကြီးပျက်စီးမှုတွေကြုံပြီးကမှမြန်မာနိုင်ငံပြန်လဲထွန်းနှင်းတောက်ပလာပါမယ်နော်အမျိုးသမီးတယောက်ပြန်လဲလွတ်ဖို့လားလာမြင်ပါတယ်ကျွန်တော်အမြင်ပြောရရင်တော့နာမည်ကြီးတဲ့အမျိုးသမီးတယောက်ကပြန်လဲလွတ်မြောက်လာဖို့မြင်ပါတယ်နော်ကျွန်တော်ထင်တော့ကျွန်တော်တို့ရဲ့ဒေါ်အောင်ဆန်းစုကြည်ကလွတ်လာဖို့အလားအလာအများကြီးရှိပါတယ်နော်သူလွတ်မဲ့ရက်က18 ရက်နေ့ဖြစ်ဖို့များတယ်နော်ဘယ်18 ရက်တော့ကျွန်တော်လည်းမပြောတတ်ပါဘူးနော်18 ရက်နေ့ဖြစ်ဖို့များပါတယ်ဒါမှမဟုတ်8 လပိုင်းဖြစ်ဖို့များပါတယ်နော်ကဲတိုင်းတော်ထဲမှာနေတဲ့လူတွေအောင်မြင်လာကြပါလိမ့်မယ်နော်ကျွန်တော်တို့ရဲ့ညီကိုတွေဒါတော့ဖက်လိုက်ပြီးပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ရဲ့ညီကိုတွေတွေကနေပြီးတော့အနှံ့အဆန်းဆရှိတဲ့လူတွေပေါ်ထွန်းလာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ PDF ညီကိုတွေကနေပြီးတော့ကျွန်တော်တို့ချစ်တဲ့ပြည်သူတွေချစ်တဲ့ PDF ညီကိုတွေကနေပြီးတော့အဆန်းဆရှိတဲ့ပုံကိုယ်တရားပေါ်ထွန်းလာပါမယ်เนาะတော်ထဲမှာနေတဲ့ PDF ညီကိုတွေကเนาะအဆန်းဆရှိတဲ့ပုံကိုယ်တရားပေါ်ထွန်းလာမယ်Fire Pentacle အားလုံးပဲသတိထားပါနော်ကဲတောထဲမှာရှိတဲ့ညီကိုတွေအားလုံးပဲသတိထားပါကျွန်တော်ရဲ့နောက်မှာဝင်ကလေးချောင်းနေတဲ့လူတယောက်ရှိပါတယ်နော်အားလုံးပဲ view site ပါကျွန်တော်တော့မြင်တာလေးဟောတဲ့အတွက်အားရမှန်တာတော့စိတ်မဆိုးပါနဲ့ကဲဒါဟာမေကျွန်တော်တို့ကံကောင်းတဲ့နမိတ်ပါနော်မြန်မာနိုင်ငံအတွက်ပညာရှိတွေပေါ်ထွန်းလာပါတော့ပညာရှိတွေထွက်ပေါ်လာပါပြီပညာရှိတွေကမြန်မာနိုင်ငံကိုပြန်ကြည့်နေပါပြီနော်အားလုံးပဲစိတ်မပူကြပါနဲ့ကဲထွက်လာရပါလေဟုတ်အိုးတော့တေချာပေါက်ပါပဲနော်ကျွန်တော်တို့ရဲ့မိခင်ကအားလုံးမျှော်လင့်နေတဲ့မြန်မာနိုင်ငံမိခင်ပေါ့အားလုံးမျှော်လင့်နေတဲ့ဒေါ်ဆန်းစစ်ကြီးကပြန်လဲပေါ်ထွန်းလာပါမှာကျွန်တော်တို့ကံကောင်းကြီးတွေတပွေးတစ်ပိုက်ကြီးနဲ့ပြန်လဲပေါ်ထွန်းလာပါကဲပုဂ္ဂိုလ်ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုစီးစိမ်ဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝအောင်စောင့်ရှောက်ပေးရမယ့်အချိန်ကြာနေပါပြီနော်မြန်မာနိုင်ငံအတွက်လမ်းစာတွေကောင်းနေပါပြီလို့ကဲနောက်တစ်ခါအိုးအနေဝေးနေတဲ့ချစ်သူတွေပြန်လဲဆုံတွေ့ရတာမယ်နော်တိုင်းတစ်ပါးရောက်နေတဲ့ချစ်သူတွေနော်
ကွဲရောက်နေတော့ကွဲနေတဲ့ချစ်သူတွေမြန်မာနိုင်ငံမှာလူချင်းအတူမနေရတဲ့မိသားစုတွေအားလုံးတစုတစည်းတည်းပြန်နေရတော့မှာပါနော်အားလုံးပဲကံကောင်းကြပါစေနော်မြန်မာနိုင်ငံသားတွေအားလုံးပဲဝမ်းသာတယ်နော်ကဲနောက်ကလေးအိုးနကတ်တော့ဗျာကဲနကတ်ဆိုတော့တခါလေးပြီးပါတဆန်းနဲ့မြန်မာနိုင်ငံတဲ့ကံကောင်းခြင်းတွေဖွင့်လာပါနော်မြန်မာနိုင်ငံစစရာအဆင်ပြေတော့မှာပါအားလုံးအထူးပဲဝမ်းသာတယ်နော်မြန်မာနိုင်ငံအတွက်အစားအစာရအားလုံးဆင်ပြေလာတော့မှာပါကျွန်တော်တို့အတွက်မင်းကောင်းမင်းမြတ်လည်းပေါ်လာတော့မှာပါကဲအားလုံးအထူးမှကျင်တာတော့မင်းကောင်းမင်းမြတ်ပေါ်လာတော့မှာဒီချိန်မှာကဲကျွန်တော်ရဲ့ reading လေးကိုအကောင်းဆုံးစေ့နေစေ့ထားကြပါနော်မင်းကောင်းမင်းမြတ်မကြမီပေါ်လာတော့မှာပါကဲအားလုံးပဲထူးကျေးဇူးတင်တယ်နော်မြန်မာပြည်သားအားလုံးအဆင်ပြေချောမွေ့ကြပါစေ